အားလုံးပဲမင်္ဂလာပါချန်စီယိုတခုနောက်ွယ်ကနိုင်ငံရေးမေးခွန်းကြီးမြန်မာဘင်္ဂလားဒေ့ရှ်နယ်စပ်မှာဘာတွေပြောင်းလဲလာနေလဲမြန်မာနိုင်ငံရခိုင်ပြည်နယ်နဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံကြားမှာကီလိုမီတာ290ခန့်ရှည်လျားတဲ့နယ်စပ်တစ်လျှောက်မှာဘင်္ဂလားဒေ့ရှ်ဘက်ကချန်စီယိုတိစောက်ဖို့ပြင်ဆင်နေတယ်ဆိုတဲ့သတင်းဟာရိုးရိုးနယ်စပ်လုံခြုံရေးကိစ္စတစ်ခုထက်ပိုမိုနှက်ဆိုင်တဲ့မေးခွန်းတွေထွက်ပေါ်လာစေပါတယ်မေးခွန်းကဘင်္ဂလားဒေ့ရှ်ဟာဒီနယ်စပ်ကိုဘယ်သူနဲ့စီမံခန့်ခွဲမှာလဲနိုင်ငံတော်အစိုးရနဲ့သာဆက်ဆံသွားမလားဒါမှမဟုတ်မြေပြင်ခြေနေရနယ်မြေကိုထိန်းချုပ်ထားတဲ့အဖွဲ့အစည်းတွေနဲ့လည်းလက်တွေ့ညှိနှိုင်းရမယ့်အခြေအနေရောက်လာပြီလားဒီမေကွန်းဟာရခိုင်နယ်စပ်တစ်ခုရဲ့ပြဿနာမဟုတ်တော့ပါဘူးဒါဟာယနေ့ကမ္ဘာနိုင်ငံရေးမှာအစိုးရတရက်ကိုတရားဝင်အသိမှတ်ပြုခြင်းနဲ့မြေပြင်မှာထိန်းချုပ်နေတဲ့အဖွဲ့အစည်းတွေနဲ့လက်တွေ့ဆက်ဆံရခြင်းကြားကကွာခြားချက်ကိုပြန်လည်မေကွန်းထုတ်နေတဲ့ဖြစ်စဉ်တစ်ခုဖြစ်လာနေပါတယ်။ဘာကြောင့်မင်္ဂလာဒေ့ရှ်ကနယ်စပ်ချန်စီယိုတိစောက်ချင်တာလဲနယ်စပ်ချန်စီယိုဆိုတာနိုင်ငံအများစုအတွက်လုံခြုံရေးဆိုင်ရာအခြေခံစီမံချက်တစ်ခုဖြစ်ပါတယ်အထူးသဖြင့်နယ်စပ်ဒေသမှာတရားမဝင်ဝင်ရောက်မှုလူကုန်ကူးမှုမူရစ်ဆေးဝါးမှောင်ခိုမှုလက်နက်မှောင်ခိုမှုတရားမဝင်ကုန်သွယ်မှုစတဲ့ပြဿနာတွေရှိနေတဲ့အခါနိုင်ငံတွေကနယ်စပ်ထိန်းချုပ်မှုကိုပုံမတင်းကျပ်လာကြပါတယ်မြန်မာဘင်္ဂလားဒေ့ရှ်နယ်စပ်ဟာလည်းရခိုင်ပြည်နယ်အတွင်းဖြစ်ပေါ်နေတဲ့ပဋိပက္ခတွေဒုက္ခတွေအရေးလုံခြုံရေးစိုးရိမ်မှုတွေကြောင့်ဒေသတွင်းအရေးကြီးဆုံးနယ်စပ်ဒေသတစ်ခုဖြစ်လာခဲ့ပါတယ်ဒါကြောင့်ချန်စီယိုတိစောက်ခြင်းဟာတာမန်ရုပ်ပိုင်းဆိုင်ရာဓာတ်စီတစ်ခုသာမဟုတ်ပဲနယ်စပ်ကိုပုံမထိန်းချုပ်လို့တဲ့နိုင်ငံရဲ့လုံခြုံရေးရည်ရွယ်ချက်တစ်ခုလည်းဖြစ်နိုင်ပါတယ်ချန်စီယိုတစ်ခုတည်းနဲ့ပြဿနာတွေဖြေရှင်းနိုင်မလားအရေးကြီးတဲ့မေးခွန်းတစ်ခုရှိပါတယ်ချန်စီယိုတစ်ခုတိစောက်လိုက်ရုံနဲ့နယ်စပ်ပြဿနာတွေအားလုံးဖြေရှင်းနိုင်မလားအဖြေကဟုတ်တယ်လို့ပြောလို့မရပါဘူးကမ္ဘာတွင်းမှာနယ်စပ်ချန်စီယိုတွေရှိနေပေမဲ့မှောင်ခိုကူးသန်းမှုတွေဆက်လက်ဖြစ်ပွားနေတဲ့နေရာတွေအများကြီးရှိပါတယ်အကြောင်းကနယ်စပ်ပြဿနာဆိုတာမြေပြင်ကာယံတစ်ခုတည်းနဲ့မဖြေရှင်းနိုင်ပဲနိုင်ငံအစိုးရကြားမှာထိရောက်တဲ့နယ်စပ်ဆောင်ကျက်မှုသတင်းချက်လက်မျှဝေမှုနိုင်ငံပူးပေါင်းဆောင်ရွက်မှုတရားဥပဒေစိုးမိုးမှုတို့ပါလိုအပ်ပါတယ်အထူးသဖြင့်နယ်စပ်တစ်ဖက်မှာနိုင်ငံရေးအာဏာလုံခြုံရေးအင်အားနဲ့မြေပြင်ထိန်းချုပ်မှုရှိတဲ့အဖွဲ့အစည်းတွေရှိနေတဲ့အခါချန်စီယိုတစ်ခုတည်းနဲ့အားလုံးကိုထိန်းချုပ်ဖို့ပုံမခက်ခဲလာနိုင်ပါတယ်ဒီဂျူရီနဲ့ဒီဘက်တို့ဘာကွာခြားသလဲဘင်္ဂလားဒေ့ရှ်ဘက်ကချန်စီယိုတိစောက်မဲ့ကိစ္စနဲ့ပတ်သက်ပြီးဘယ်အဖွဲ့အစည်းတွေနဲ့ထိတွေ့ညှိနှိုင်းနေတယ်ဆိုတာမျိုးတရားဝင်မထုတ်ပြန်သေးပါဘူးဒါကြောင့်တချို့တွေဒိုလောဆိုပြီးထင်လာကြမှာဆိုလို့အကြောင်းအရာတစ်ခုကိုကြိုးပြီးရှင်းပြထားခြင်းပါတယ်ဒီနေရာမှာနိုင်ငံတကာဆက်ဆံရေးရဲ့အရေးကြီးတဲ့အယူဆတစ်ခုရှိပါတယ်ပထမတစ်ခုကဒီဂျူရီ recognition ဆိုတာနိုင်ငံတစ်ခုကအခြားအာဏာပိုင်အဖွဲ့ကိုတရားဝင်သိမှတ်ပြုခြင်းဖြစ်ပါတယ်ဥပမာနိုင်ငံတစ်နိုင်ငံအနေနဲ့ဒီအဖွဲ့ကိုအစိုးရအဖြစ်သိမှတ်ပြုပါတယ်ဆိုတဲ့သဘောမျိုးဖြစ်ပါတယ်ဒုတိယတစ်ခုက de facto engagement ဖြစ်ပါတယ်ဒါကတော့တရားဝင်သိမှတ်ပြုခြင်းမရှိပေမဲ့မြေပြင်မှာတကယ်ထိန်းချုပ်နိုင်တဲ့အဖွဲ့အစည်းတွေနဲ့လက်တွေ့ဆက်သွယ်ဆောင်ရွက်ရခြင်းဖြစ်ပါတယ်ဒီနှစ်ခုဟာမတူပါဘူးနိုင်ငံတစ်နိုင်ငံကမြေပြင်အခြေအနေကြောင့်အဖွဲ့တစ်ဖွဲ့နဲ့ဆွေးနွေးတာဟာအဲ့ဒီအဖွဲ့ကိုတရားဝင်နိုင်ငံရေးအဆင့်အတိမတ်ပြုလိုက်ပြီလို့အဓိပ္ပာယ်မရပါဘူးကမ္ဘာမှာလည်းဒီလိုအခြေအနေတွေရှိခဲ့ပါတယ်နိုင်ငံတကာမှာဒီလိုအခြေအနေတွေအများကြီးတွေ့ရပါတယ်ဥပမာအာဖဂန်နစ္စတန်မှာနိုင်ငံတကာဖွဲ့စည်းတွေဟာတာလီဘန်နဲ့တိုက်ပွဲတွေဖြစ်နေစဉ်ကာလတစ်လျှောက်လုံးတစ်ဖက်မှာမူဝါဒအရဆန့်ကျင်နေတော့လဲမြေပြင်လုံခြုံရေးနဲ့လူသားချင်းစာနာမှုကိစ္စတွေကြောင့်ဆက်သွယ်မှုတွေရှိခဲ့ပါတယ်စီးရီးယားမှာလည်းဒေသလိုက်ထိန်းချုပ်ထားတဲ့အဖွဲ့အစည်းတွေနဲ့လူသားချင်းစာနာမှုဆိုင်ရာလုပ်ငန်းတွေလုံခြုံရေးဆိုင်ရာဆက်သွယ်မှုတွေပြုလုပ်ခဲ့ကြရပါတယ်။ယူကရိန်းပြည်ပခါမှာလည်းမြေပြင်ထိန်းချုပ်မှုနဲ့နိုင်ငံရေးအသိမှတ်ပြုမှုဟာတိကျပြဿနာတွေဖြစ်နေပါတယ်။ဒါကြောင့်မြေပြင်ကိုထိန်းချုပ်ထားသူနဲ့ဆက်ဆံရခြင်းဟာနိုင်ငံရေးအရာအလိုအလျောက်တရားဝင်အသိမှတ်ပြုခြင်းမဟုတ်ပါဘူး။ဘင်္ဂလားဒေ့ရှ်အတွက်မြန်မာရခိုင်နယ်စပ်ဟာအရေးကြီးတဲ့အကြောင်းရင်းများစွာရှိပါတယ်။ပထမလုံခြုံရေးနယ်စပ်မတည်ငြိမ်မှုဟာဘင်္ဂလားဒေ့ရှ်ရဲ့မျိုးသားလုံခြုံရေးကိုတိုက်ရိုက်သက်ရောက်နိုင်ပါတယ်။ဒုတိယဘင်္ဂါလီအရေးမြန်မာဘင်္ဂလားဒေ့ရှ်ဆက်ဆံရေးမှာဘင်္ဂါလီဒုက္ခသည်အရေးဟာအဓိကအကြောင်းအရာတစ်ခုဖြစ်နေသေးပါတတိယနယ်စပ်ကုန်သွယ်ရေးနဲ့လူသားချင်းစာနာမှုနယ်စပ်တည်ငြိမ်မှသာကုန်သွယ်ရေးခရီးသွားလာမှုနဲ့လူမှုစီးပွားရေးလုပ်ငန်းတွေပုံမှန်လုပ်နိုင်မှာဖြစ်ပါတယ်လက်ရှိအခြေအနေမှာ AA နဲ့ပတ်သက်ပြီးမေးခွန်းကြီးတစ်ခုထွက်ပေါ်လာပါတယ်ဘင်္ဂလားဒေ့ရှ်က AA ကိုအတိအမှတ်ပြုမှာလားအခုချိန်ထိတော့ဘင်္ဂလားဒေ့ရှ်က AA ကိုတရားဝင်အတိအမှတ်ပြုကြောင်းကြေညာထားခြင်းမရှိသေးပါဘူးဒါပေမဲ့မြေပြင်အခြေအနေမှာဘယ်သူကအာဏာနဲ့ထိန်းချုပ်မှုရှိနေတယ်လဲဆိုတဲ့မေးခွန်းကတော့နယ်စပ်စီမံခန့်ခွဲမှုအတွက်ရေးကြီးတဲ့လက်တွေ့ပြဿနာတစ်ခုလို့တချို့ကထင်ကောင်းထင်နိုင်ပါတယ်ဒီနေရာမှာမေးစရာရှိတာက AA ကရခိုင်ဒေသမှာသူထိန်းချုပ်ထားပါတယ်ဆိုတဲ့မြို့နယ်တွေကိုတကယ်ပဲအပြည့်အဝလုံခြုံရေးရအာမခံချက်ပေးနိုင်ရလားဆိုတဲ့အချက်ပါအကယ်၍ AA ပေါ်တပ်မတော်ကတံပြန်ထိုးစစ်ပြန်ဆလာပြီဆိုရင်ဘင်္ဂလားဒေ့ရှ်ကရော AA နဲ့ထိတွေ့ဆက်ဆံတာတွေကြောင့်တန်တမာရေးတင်းမာမှုတွေရှိလာနိုင်တာကိုတည်တည်ရနဲ့ရှေ့ဆက်တိုးနိုင်မယ်လို့ထင်ပါသလားမြန်မာဘင်္ဂလားဒေ့ရှ်နယ်စပ်မှာချန်စီယိုတီဆောင်မဲ့ကိစ္စဟာပြောင်းလဲနေတဲ့ဒေသတွင်းနိုင်ငံရေးအခြေအနေကိုပြသနေတဲ့သင်္ကေတတစ်ခုဖြစ်နိုင်ပါတယ်
ယနေ့ကမ္ဘာမှာနိုင်ငံတွေကတရားဝင်တန်တမာရေးမူဝါဒတွေကိုထိန်းသိမ်းထားရင်တစ်ချိန်တည်းမှာပဲတစ်ဖက်မှာလည်းမြေပြင်အခြေအနေကိုလစ်လူရှုလို့မရတော့တဲ့အခြေအနေတွေနဲ့ရင်ဆိုင်နေရပါတယ်မြန်မာဘင်္ဂလားဒေ့ရှ်နယ်စပ်ဟာဒီလိုပြောင်းလဲနေတဲ့နိုင်ငံတကာနိုင်ငံရေးရဲ့နောက်ဆုံးဥပမာတစ်ခုဖြစ်လာနိုင်ပါတယ်အရေးကြီးဆုံးမေးခွန်းကတော့မြေပြင်မှာတည်ငြိမ်မှုလုံခြုံရေးနဲ့ပူးပေါင်းဆောင်ရွက်မှုကိုဘယ်လိုတည်ဆောက်မလဲဆိုတဲ့မေးခွန်းဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်